ချက်တူတက်တမ်းပဲကြာလာပြီဖြစ်ဖြစ်အိမ်တော်တက်ပဲရင်းလာပြီဖြစ်ဖြစ်ငါယောက်ျားဘာတွေတွေးနေမှန်းကိုနားမလည်တော့ဘူးဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်ဖူးတဲ့အချိန်တွေရှိပါလားသူကဘာလို့စကားတွေနေသွားတာလဲပြဿနာတစ်ခုဖြစ်လာရင်ဘာလို့နှိမ့်စိတ်သွားတတ်တာလဲငါကိုတကယ်ရောချစ်သေးရလားဆိုတဲ့မေးခွန်းတွေတင့်ကောင်းတယ်မှာခဏခဏပေါ်လာဘူးလားတကယ်တော့ယောက်ျားလေးတွေရဲ့အုံနှောင်နဲ့စိတ်ခံစားမှုတိဆောက်ပုံဟာမိန်းကလေးတွေနဲ့လုံးဝကိုကွာခြားပါတယ်ကျွန်တော်တို့ယောက်ျားတွေဟာခံစားချက်မရှိတာမဟုတ်ပါဘူးခံစားချက်ကိုဖော်ပြတဲ့နီးလန်းနဲ့အတွေးခေါ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံတွေမတူညီကြတာပါဒီနေ့မှာတော့မိန်းကလေးအများစုတတိမထားမိကြကြရဲ့ဒါမှမဟုတ်နားလေလွဲညီတတ်ကြတဲ့ယောက်ျားတို့ရဲ့လျှို့ဝှက်စိတ်ပညာ9ချက်ကိုအသေးစိတ်အကျယ်တို့ပြောပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါ He and She မင်္ဂလာ channel ကနေနှွေးထွေးစွာကြိုဆိုပါတယ်ဒီဗီဒီယိုလေးဟာတင့်ချစ်သူသို့မဟုတ် community ရဲ့ရင်တွင်းစကားတွေကိုဘာသာပြန်ပေးမဲ့လမ်းညွှန်မြေပုံတစ်ခုဖြစ်လာလိမ့်မယ်အချိန်ယူပြီးဆုံးအောင်နားထောင်ကြည့်လိုက်ပါသင်ရဲ့ relationship ဟာအရင်ကတည်းကအစပေါင်းများစွာပုံမခိုင်မာနားလည်မှုရှိလာစေရမယ်လို့ကျွန်တော်အာမကမှာဘူးကဲစလိုက်ကြရအောင်ဘာမှမတွေးပဲနေတတ်တဲ့ nothing box သဘောတရား the nothing box phenomenon ပထမဆုံးအနေနဲ့မိန်းကလေးတွေအံ့ဩသွားနိုင်တဲ့အချက်တစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ယောက်ျားတို့ရဲ့အုံနောက်ထဲမှာဘာမှမရှိတဲ့တက်တာလီတစ်လုံးရှိတယ်ဆိုတာပါပဲမိန်းကလေးတွေရဲ့အုံနောက်ကအင်တာနက်ကွန်ရက်တစ်ခုလိုပါပဲအရာအလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ကလေးကိစ္စတွေးနေရင်နဲ့မနှက်ချံဘာဟင်းချက်ရမလဲဆိုတာကိုရောက်သွားမယ်အဲ့ဒီကနေမှယောက်ျားဖြစ်သူရဲ့အလုပ်ကိစ္စကိုခုံကူးသွားမယ်အားလုံးကဆက်ဆက်နေပါတယ်ဒါပေမဲ့ယောက်ျားလေးတွေရဲ့အုံနောက်ကတော့တက်တာလေးတွေနဲ့ဖွဲ့စည်းထားပါတယ်အလုပ်အတွက်တက်တာတစ်လုံးကားအတွက်တစ်လုံးမိသားစုအတွက်တစ်လုံးဝါဒနာအတွက်တစ်လုံးစသဖြင့်တီးပန့်စီရှိနေပါတယ်အရေးကြီးဆုံးကတော့အဲ့ဒီတက်တာတွေကတစ်ခုနဲ့တစ်ခုလုံးဝမထိတွေ့ကြပါဘူးပိုပြီးထူးခြားတာကအဲ့ဒီတက်တာတွေထဲမှာကျွန်တော်တို့ယောက်ျားတွေအနှစ်သက်ဆုံးတက်တာတစ်လုံးရှိပါတယ်အဲ့ဒါကဘာမှမရှိတဲ့တက်တာ the nothing box ပါပဲယောက်ျားတစ်ယောက်အလောက်ကပြန်လာပြီး TV ရှိမှငေးကြောင်ပြီးထိုင်နေတာမျိုးဖုန်းကိုအတိတ်ပဲမရှိပုတ်နေတာမျိုးဒါမှမဟုတ်မျက်နှာချက်ကို stat ငေးကြည့်နေတာမျိုးသင်မျိုးဘူးလိမ့်မယ်အဲ့ဒီအချိန်မှာသင်ကမောင်ဘာတွေတွေးနေတာလဲလို့မေးလိုက်ရင်သူကဘာမှမတွေးပါဘူးလို့ဖြေပါလိမ့်မယ်မိန်းကလေးတွေကတော့ဒါကိုလိန်တယ်လို့ထင်တတ်ကြတယ်လူတစ်ယောက်ကဘာမှမတွေးပဲဘယ်လိုလုပ်နေလို့ရမှာလဲပေါ့ဒါပေမဲ့တကယ်တော့ तू ဘာမှမတွေးနေတာအမှန်ပါပဲယောက်ျားလေးတွေဟာစိတ်ဖိစီးများလာခဲ့ပင်မလာခဲ့တဲ့အခါအဲ့ဒီ nothing box ထဲကိုဝင်ပြီးအုံနောက်ကိုအနားပေးတတ်ကြပါတယ်ဒါဟာသူတို့ရဲ့ stress ဖြစ်လျော့အနေနေပါဒါကြောင့်တင့်အမျိုးသားဒီလိုငေးကြောင်နေတဲ့အချိန်မျိုးပါသူ့ကိုအပြုတ်တင်တာမျိုးစကားအတင်းပြောခိုင်းတာမျိုးမလုပ်ပါနဲ့ခဏလောက်သူ့လက်လက်ခွင့်နဲ့သူအနားပေးလိုက်ပါဒီသဘောတရားကိုနားတယ်သွားရင်တင်တို့နှစ်ယောက်ျားကအသေးဖော်ရန်ဖီမှုတွေအများကြီးလျော့ကျသွားပါလိမ့်မယ်ဒုတိယအချက်ကတော့ယောက်ျားတစ်ယောက်ရဲ့အနက်ရှိုင်းဆုံးစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ဖြစ်ပါတယ်။မိန်းကလေးတွေအတွက်အချစ် love နဲ့ဂရုစိုက်ခံရမှုကအဓိကဖြစ်တယ်လို့ယောက်ျားလေးတွေအတွက်ကတော့လေးစားမှု respect ဟာအသက်ရှူရတယ်လို့ကိုအရေးကြီးပါတယ်။ယောက်ျားတစ်ယောက်အတွက်ငါတင့်ကိုချစ်တယ်ဆိုတဲ့စကားထက်ငါတင့်ကိုယုံကြည်တယ်လေးစားတယ်ဂုဏ်ယူတယ်ဆိုတဲ့စကားကပိုပြီးခွန်အားဖြစ်စေပါတယ်။သူလုပ်တဲ့အလုပ်တွေသူ့ရဲ့ဆုံးဖြတ်ချက်တွေမိသားစုအပေါ်တာဝန်ယူမှုတွေကိုတင့်အနေနဲ့အတိအမှတ်ဖြူပေးဖို့သူအမြဲတမ်းမျှော်လင့်နေတာပါတယ်။အဆိုးဆုံးကတော့သူတစ်ပါးရှိမှသူ့ကိုအပြစ်တင်ဝေဖန်တာတေးတင်အောင်ဖြိုးဆိုတာမျိုးပါ။ယောက်ျားတစ်ယောက်ရဲ့ ego ဟာကြည့်ရတာမာကျောပုံပေါက်ပြီးမိချစ်ရတဲ့သူစီကအထင်သေးခံရတဲ့အခါအယမ်းကိုကြိုးပဲ့လွယ်ပါတယ်။တင်ကသူ့ကိုစိတ်ဆိုးလို့ဝေဖန်လိုက်တာဖြစ်ကောင်းထင်နိုင်ပေမဲ့သူ့အုံနောက်ကတော့ငါ့ကိုမလေးစားဘူးလို့ဘာသာပြန်လိုက်ပါတယ်။ဒါကြောင့်သူ့ကိုတင်ဘလောက်ချစ်ကြောင်ပြချင်ရင်သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကိုချီးကျူးပေးပါသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုထောက်ခံပေးပါတင်ကသူ့ကိုလေးစားကြောင်ပြသလီသူကတင့်ကိုပိုပြီးမျက်နှိုးကျင်နာလီဖြစ်လာမှာကိုအံ့ဩဖွယ်တွေ့မြင်ရပါလိမ့်မယ်တတိယအချက်ကတော့နေစဉ်ဘဝမှာအဖြစ်အများဆုံးကိစ္စတစ်ခုပါတင်အလုပ်မှာအစင်မပြေဖြစ်လာလို့တင်ချစ်သူကိုရင်းဖွင့်တယ်ဆိုပါစို့တင်လိုချင်တာကတင့်ကိုဖတ်ထားပြီးအိုးတနာစရာလီပင်ပန်းသွားပြီနော်ဆိုတဲ့နှစ်သိမှုမျိုးပါဒါပေမဲ့သူကဘယ်လိုတုံ့ပြန်လဲအဲ့ဒါဆိုနင်ကဒီလိုလုပ်လိုက်လေအဲ့ဒီပြဿနာကိုဒီလိုရှင်းလိုက်ဆိုပြီးနီးလဲနေထိုင်ပေးနေပါလိမ့်မယ်အဲ့ဒီခါတင်ကငါကအကြံဉာဏ်တောင်းနေတာမဟုတ်ဘူးနားထောင်ပေးစေချင်တာဆိုပြီးဒေါသထွက်ပါတော့တယ်ဘာကြောင့်ဒီလိုထိရတာလဲယောက်ျားတွေရဲ့သဘာဝက problem solvers တွေပါသူတို့အုံနောက်ကပြဿနာတစ်ခုကိုမြင်တာနဲ့ချက်ချင်းဖြေရှင်းဖို့ program ရေးဆွဲထားသလိုဖြစ်နေပါတယ်တင်ကပြဿနာတစ်ခုကိုပြောပြလာတဲ့အခါ
သူကတင့်ကိုချစ်တဲ့အတွက်အဲ့ဒီပြဿနာကနေတင့်ကိုချစ်ချင်းကယ်တင်ပေးခြင်းသွားပါတယ်ဒါဟာသူ့နေသူ့ဟန်နဲ့တင့်ကိုချစ်ကြောင်းပြသနေတာပါသူကတင့်ခံစားချက်ကိုဂယုမစိုက်တာမဟုတ်ပါဘူးသူတည်တဲ့အကောင်းဆုံးနီးလန်းနဲ့တင့်ကိုကူညီဖို့စ조사နေတာပါဒီတော့ဒီပြဿနာကိုဘယ်လိုကြော်လွှားမလဲအကောင်းဆုံးနီးလန်းကတော့တင်စကားမစခင်မှာကြိုပြောထားလိုက်ပါမောင်ကိုအခုပြောပြမယ့်ကိစ္စကအကြံဉာဏ်လိုချင်လို့မဟုတ်ဘူးနော်ရင်ဖွင့်ယုံတက်တက်ပဲနားထောင်ပေးပါနော်လို့ပြောလိုက်ပါဒါဆိုရင်သူ့အုံနောက်ကပြဿနာဖြေရှင်းတဲ့ mode ကနေနားထောင်ပေးတဲ့ mode ကိုအလွယ်တကူပြောင်းသွားပါလိမ့်မယ် စရုပ်ထားချက်ကတော့ယောက်ျားတိုင်းရဲ့ရင်ထဲမှာဖုံးကွယ်ထားလေးရှိတဲ့အကြီးမားဆုံးအကြောက်တရားအကြောင်းပါယောက်ျားလေးအများစုဟာငယ်စဉ်ကတည်းကယောက်ျားဆိုတာတန်ပါရမယ်မျက်ရည်မကျရဘူးမိသားစုကိုရှာဖွေကျွေးမွေးနိုင်ရမယ်ဆိုတဲ့လူမှုအတိုင်းဝိုင်းရဲ့ပုံသွင်းမှုအောင်မှာကြီးပင်းလာကြသူတွေပါဒါကြောင့်သူတို့ရဲ့အတွင်းစိတ်အောက်ခြေမှာအမြဲတမ်းကြောက်ရွံ့နေတဲ့အရာနှစ်ခုရှိပါတယ်အဲ့ဒါကတော့ငါလုံလောက်တဲ့သူတယောက်မဖြစ်မှာနဲ့ကြာရှုံးသွားမှာကိုပါငါမိသားစုကိုကောင်းကောင်းမထားနိုင်ရင်ဘယ်လိုလုပ်မလဲငါချစ်သူကိုမပျော်ရွှင်စေနိုင်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိုးရိမ်စိတ်တွေကသူတို့ပခုံးပေါ်မှာကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလိုဖိစီးနေတတ်ပါတယ်ဒါပေမဲ့ဒါတွေကိုသူတို့ဘယ်တော့မှထုတ်ပြောလို့မရှိပါဘူးဘန္ဒာရေးအကျက်အတဲဖြစ်နေခြင်းအလို့အကောင်အစင်းမပြေခြင်းတွေမှာသူတို့ဟာအလွန်အမြင်ဒေါသထွက်လွယ်တာစိတ်တိုလွယ်တာဝမ်းနည်းနေတာမျိုးတွေဖြစ်တတ်ပါတယ်ဒါဟာသူတို့ရဲ့မလုံခြုံမှု insecurity ကနေလာတာပါဒီလိုအချိန်မျိုးမှာမင်းကလေးဒီဘက်ကလုတ်ပေးနိုင်တဲ့အကောင်းဆုံးအရာကတော့သူ့ကိုယုံကြည်ကြောင်းနဲ့ဘာပဲဖြစ်ဖြစ်သူ့ဘေးမှာရှိနေမယ်ဆိုတဲ့ခိုင်မာတဲ့မေတ္တာကိုပြသပေးဖို့ပါပဲတင်းရဲ့ကြောထောက်နောက်ခံပြုမှုဟာသူတို့အတွက်လောကကြီးတစ်ခုလုံးကိုရင်ဆိုင်ဖို့အကြီးမားဆုံးခွန်အားဖြစ်စေပါတယ်ပြင်စမအချက်ကတော့ပြဿနာတွေနဲ့ရင်ဆိုင်ရချိန်မှာယောက်ျားနဲ့မိန်းမတုံ့ပြန်ပုံကွာခြားချက်ပါမိန်းကလေးတွေကစိတ်ရှုပ်ဆရာရှိရင်တငယ်ချင်းတွေနဲ့စကားပြောမယ်ငိုးလိုက်ချမယ်ရင်းဖွင့်ပြီး stress ကိုဖြေရှင်းကြပါတယ်ဒါပေမဲ့ယောက်ျားလေးတွေကတော့ပြဿနာကြုံလာရင်လွိုင်းကိုယ်တွေကိုဝင်သွားတတ်ကြပါတယ်ဆိုလိုတာကတယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေချင်သွားတယ်နှုတ်ဆိတ်သွားတယ်သူတို့ရဲ့အုံနောက်ကပြဿနာကိုတယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်စဉ်းစားပြီးအဖြေရှာရမှာမို့လို့ပါဒီချိန်မှာမိန်းကလေးတွေကဘာဖြစ်တာလဲပြောဒီဘာလို့စကားမပြောတာလဲဆိုပြီးအတင်းသွားမင်းရင်သူတို့ပိုပြီးစိတ်ရှုပ်သွားတတ်ပါတယ်သူလွိုင်းကရဝင်သွားပြီဆိုရင်လိုက်မဆွဲထုတ်ပါနဲ့သူ့ကိုအချိန်တခုပေးလိုက်ပါအချိန်တန်လို့ပြဿနာကိုစဉ်းစားပြီးသွားရင်ဒါမှမဟုတ်စိတ်သက်သာရသွားရင်သူ့ဘာသာသူဂူထဲကပြန်ထွက်လာပြီးတင်းစီပြန်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျမှနွမ်းနွမ်းထွေးထွေးသိုးဆိုပေးလိုက်ပါဒါဟာယောက်ျားလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာတဘာဝရန်တရားတစ်ခုဆိုတာနားလေထားဖို့အလွန်အရေးကြီးပါတယ်ရုပ်ပိုင်းဆိုင်ရာနှိစက်မှုမှာတစ်ဆင့်စိတ်ပိုင်းဆိုင်ရာကိုချိတ်ဆက်ခြင်း physical intimacy as emotional connection ချက်တမအချက်ကတော့ဆက်ဆက်ညံတစ်ခုမှာအရေးပါတဲ့အပိုင်းတစ်ခုဖြစ်ပါတယ်မိန်းကလေးအများစုကစိတ်ပိုင်းဆိုင်ရာနှိစက်မှု emotional connection ရှိမှရုပ်ပိုင်းဆိုင်ရာနှိစက်မှု physical intimacy ကိုတွားချင်ကြပါတယ်ဥပမာစကားတွေအများကြီးပြောမယ်နားလည်မှုတွေယူမယ်ပြီးမှ romantic ဖြစ်ချင်ကြတယ်ဒါပေမဲ့ယောက်ျားလေးတွေရဲ့စိတ်ပညာကတော့ပြောင်းပြန်ဖြစ်နေကြပါတယ်သူတို့ဟာရုပ်ပိုင်းဆိုင်ရာထွေးထွေမှုကနေတစ်ဆင့်ချစ်ချင်းမေတ္တာနဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုခံစားရတာဖြစ်ပါတယ်ဖက်ဒရယ်တာနန်းရှုံတာလိမ်ပိုင်းဆိုင်ရာနှီးစက်တာတွေဟာသူတို့အတွက်ရမတ်သက်သက်မဟုတ်ပါဘူးဒါဟာငါ့ကိုသူချစ်တယ်ငါ့ကိုသူလက်ခံတယ်ဆိုတဲ့အနက်အဆိုင်ဆုံးစိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုကိုတိဆောက်တဲ့နည်းလမ်းပါဒါကြောင့်ဆက်ဆံရေးတစ်ခုမှာစိတ်တဘိုးထားခြင်းမတိုက်ဆိုင်လို့စကားများကြတဲ့အခါမိန်းကလေးတွေက physical touch ကိုဖျက်တောက်လိုက်တတ်ကြပါတယ်ယောက်ျားလေးတွေကတော့ဒါဟာအရန်ကိုနာကျင်ရတဲ့အဖြစ်ပေးမှုတစ်ခုလိုခံစားရစေပြီးဆက်ဆံရေးကိုပုံမဝေးခွာသွားစေနိုင်ပါတယ်တယောက်နဲ့တယောက်လိုအပ်ချက်တွေမတူညီမှုဆိုတာကိုညှိနှိုင်းနားလည်ပေးဖို့လိုအပ်လာပါတယ်ခွန်လွတ်လပ်ခွင့်နဲ့ယုံကြည်မှုကိုတန်ဖိုးထားခြင်း the deep need for freedom and trust နောက်ဆုံးတထမအချက်အနည်းနဲ့ယောက်ျားတစ်ယောက်ရဲ့လွတ်လပ်ခွင့်အပေါ်ထားရှိတဲ့တဘောထားကိုပြောပြခြင်းပါတယ်ယောက်ျားတိုင်းရဲ့ယင်းထဲမှာလွတ်လပ်စွာပြန်ထမ်းခြင်းတဲ့လင်းယုံငယ်တစ်ကောင်ရှိပါတယ်ချစ်သူရီးစားထိသွားလို့အိမ်တောင်ကြသွားလို့ဆိုပြီးသူ့ကိုလောင်ကျွင်းထိုက်ပစ်လိုက်သလိုမျိုးဆက်ဆံခံရတာကိုသူတို့လုံးဝမနစ်သက်ပါဘူးလွတ်လပ်ခွင့်ဆိုတာဖောက်ပြန်ခွင့်ကိုပြောတာမဟုတ်ပါဘူးသူ့ရဲ့ကိုယ်ပိုင်အချိန် me time သူ့ငယ်ချင်းတွေနဲ့တွေ့ဆုံခြင်းသူ့ဝါသနာကိုလှုပ်ဆောင်ခွင့်စတာတွေကိုဆိုလိုတာပါသင်ကသူကိုဘယ်သွားတာလဲဘယ်သူနဲ့လဲဘာလုပ်တာလဲဆိုပြီးကလေးတစ်ယောက်လိုအချိန်ပြည့်လိုက်ချုပ်ချယ်နေမယ် micro manage လုပ်နေမယ်ဆိုရင်သူဟာမွန်းကျက်လာပြီးတင်စီကနေထွက်ပြေးဖို့ကြိုးစားပါလိမ့်မယ်ဒီအစားသူ့ကိုအပြည့်အဝယုံကြည်မှုပေးလိုက်ပါယောက်ျားတစ်ယောက်ဟာသူ့ကိုယုံကြည်ပေးတဲ့မိန်းမတစ်ယောက်ကိုဘယ်တော့မှသစ္စာမဖောက်ရပါဘူး
လွတ်လပ်ခွင့်ပေးလေသူဟာတင်အနာကိုပိုပြီးကတ်ချင်လေဖြစ်လာပါလိမ့်မယ်တန်ရွေးနဲ့ချီနှောင်ထားတာထက်မေတ္တာနဲ့ယုံကြည်မှုကြိုးနဲ့ချီနှောင်ထားတာကအခိုင်အမာဆုံးဆိုတာမမေ့ပါနဲ့ကဲအခုဆိုရင်မင်းကလေးတွေတိတ်မတိကြသေးတဲ့ညောကြားနေတဲ့စိတ်ပညာရှုဟချက်ခုနှစ်ချက်ကိုအသေးစိတ်သိရှိသွားပြီလို့ထင်ပါနဲ့ပြန်ချုပ်ရရင်တဲ့သူတို့ရဲ့ nothing box ကိုနားလည်ပြပါနေအချစ်သက်လေးစားမှုကိုပို့ပြပါ3ပြဿနာဖြေရှင်းခြင်းနဲ့ဗီဇာကိုလက်ခံပြပါ4သူတို့ရဲ့တိတ်ဆိတ်ရဲ့ကြောက်ရွံ့မှုတွေအတွက်ခွန်အားဖြစ်ပြပါ5လွှဲကူးတဲ့ဝင်သွားခြင်းမှာအချိန်ပေးပါ6ရုပ်ပိုင်းဆိုင်ရာနှီးစက်မှုရဲ့အရေးပါပုံကိုနားလည်ပါ9ယုံကြည်မှုနဲ့လွတ်လပ်ခွင့်ပေးပါဒီအချက်တွေကိုနားလည်သွားတဲ့အခါတင်ချစ်သူခင်မွန်းတည်ရဲ့အပြုမှုတွေနောက်ခွဲကရည်ရွယ်ချက်အစစ်အမှန်တွေကိုသင်မြင်လာပါလိမ့်မယ် relationship တစ်ခုအောင်မြင်ဖို့ဆိုတာတယောက်ကိုတယောက်ပြောင်းလဲပစ်ဖို့ကြိုးစားတာထက်တယောက်ရဲ့တဘာဝကိုနောက်တယောက်ကနားလည်လက်ခံပြီးခြင်းကသာအရေးကြီးဆုံးဖြစ်ပါနဲ့ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတင့်ရဲ့အခြေရေးနဲ့အိမ်အောင်ရေးအတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်တင့်အမျိုးသားစီမှာတော့ဒီလိုအချင်းလေးတွေရှိလားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးထားလို့ရပါတယ်ခင်ဗျာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ relationship တွေစိတ်ပညာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ He and She မြန်မာ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and share လေးလုပ်ပြီးကြည့်ချဖို့တွေကိုလည်းမျှဝေပေးပါအောင်အချိန်ပေးဒီကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ